ဇလန်တွဲတစ်ခုကြောင့်အင်ဒိုနီးရှားနိုင်ငံမှာလူကြိုက်များတဲ့မင်းသမီးဖြစ်လာခဲ့တဲ့ခင်ဝါခင်ဝါကမြန်မာနိုင်ငံရဲ့ကိုစားပြုမစ္စတာအဖြစ်ကနေအနုပညာလောကတွေကိုဝင်ရောက်လာခဲ့သူဖြစ်ပြီးအကယ်ဒမီဆုကိုလည်းရရှိထားသူဖြစ်ပါတယ်။ခင်ဝါတရုတ်ဆောင်ခဲ့တဲ့အမုန်းဇလန်တွဲနဲ့စစ်တောနှင်းစီဇလန်တွဲတွေကမြန်မာနိုင်ငံမှာအောင်မြင်တဲ့ဇလန်တွဲတွေဖြစ်ခဲ့ပြီးပြသခဲ့တာကကြာမြင့်သွားခဲ့ပါပြီရှင်။မြန်မာနိုင်ငံမှာအောင်မြင်ခဲ့တဲ့အမုန်းနဲ့စစ်တောနှင်းစီဇလန်တွဲကလက်ရှိမှာတော့အင်ဒိုနီးရှားနိုင်ငံမှာနာမည်ကြီးနေပါတယ်။ခင်ဝါရဲ့တရုတ်ဆောင်မောနီကိုအင်ဒိုနီးရှားပြည်သူတွေကရန်သဘောကျနေကြပြီးဒီမင်းသမီးကဘယ်သူလဲဆိုတာကိုလည်းသိကျင်နေကြပါတယ်။ခင်ဝါကအမုန်းဇလန်တွဲနဲ့စစ်တောနှင်းစီဇလန်တွဲမှာပြပြပြင်းသဘာဝကျကျတရုတ်ဆောင်နိုင်ခဲ့သူပါ။အကယ်ဒမီရပြီးကလေးကအတူနဲ့အရန်ကောင်းလာခဲ့တဲ့ခင်ဝါကအမုန်းဇလန်တွဲမှာတော့မိသားစုအတွက်လက်စားချေချေနဲ့မိန်းကလေးတယောက်ရဲ့နာကျင်မှုကိုအပြည့်အဝပုံဖော်ထားပါတယ်။အပိုလိုမရှိကွက်တိတရုတ်ဆောင်နိုင်တဲ့ခင်ဝါကရုပ်ရှင်မာရောဇလန်တွဲမှာပါအောင်မြင်နေသူဖြစ်ပါတယ်ရှင်။စစ်တောနှင်းစီဇလန်တွဲမှာလည်းခင်ဝါကမြတ်ကြီးအဖြစ်တရုတ်ဆောင်ထားပြီးလက်စားချေရယုံနဲ့မကျေနပ်သေးပဲမင်းလူကအသက်ပေးပြီးချစ်သွားခဲ့တာတောင်ခွင့်မလွတ်ခဲ့ပါဘူး။စစ်တောနှင်းစီဇလန်တွဲမှာခင်ဝါကိုလူမအောင်ရိုက်ထားတာကြောင့်ခင်ဝါရဲ့ပရိသတ်တွေကတော့နောက်ကိုဒီလိုဇက်ရုပ်မျိုးတောက်ထက်မရွေးချယ်ဖို့အတွက်လည်းကြံပေးနေကြပါတယ်။ခင်ဝါကအီကျမ်းမောင်ထက်ပို့ပြီးတော့တရုတ်ဆောင်ကောင်းနေပြီးဇလန်နဲ့ဇညွန့်ကိုတော့ပရိသတ်တွေကမကြိုက်ကြပါဘူးရှင်။ဒါပေမဲ့စစ်တောနှင်းစီဇလန်တွဲကိုအင်ဒိုနီးရှားပရိသတ်တွေကအပိုင်းဆက်တွေကိုကြည့်ကျင်နေကြပါတယ်။ TikTok မှာခင်ဝါတရုတ်ဆောင်ထားတဲ့အပိုင်းတိုလေးကိုတင်လိုက်ရကနေအင်ဒိုနီးရှားပရိသတ်တွေကအရန်ကြိုက်သွားကြတာပါ။ဒါပေမဲ့အင်္ဂလိပ်စာတန်းထုံမဟုတ်တာကြောင့်တရုတ်ဆောင်တာကိုပဲကြည့်နေပြီးအရန်သဘောကျနေကြပါပြီ။ဒါကြောင့်ခင်ဝါတရုတ်ဆောင်ထားတဲ့အမုန်းဇလန်တွဲနဲ့စစ်တောနှင်းစီဇလန်တွဲကိုအင်္ဂလိပ်ဘာသာစကားဒါမှမဟုတ်အင်ဒိုဘာသာစကားနဲ့ဘာသာပြန်ပြီးတော့ကြည့်ချင်နေကြပါတယ်။အရင်ကတော့မြန်မာနိုင်ငံကနိုင်ငံခြားဇလန်တွေကိုသဘောကျခဲ့ပေမဲ့လည်းမြန်မာတရုတ်ဆောင်တွေကလည်းအရေးချစ်မနေတာကြောင့်နိုင်ငံခြားကပါစိတ်ဝင်စားနေကြပါပြီနော်။ခင်ဝါကရုပ်ရည်ကလည်းချစ်စရာကောင်းရုံမကပဲတရုတ်ဆောင်လည်းကောင်းနေသေးတာကြောင့်နိုင်ငံခြားထိနာမည်ကြီးနေတဲ့မင်းသမီးတယောက်ဖြစ်လာပါတယ်။ခင်ဝါရဲ့အောင်မြင်မှုကိုပြည်သက်တွေကသဘောကျနေကြပြီးနောက်ထပ်လည်းဒီလိုကောင်းတဲ့ဇလန်တွဲတွေကိုရိုက်ကူးပြီးတော့နိုင်ငံတကာကိုထိုးပေါက်စေချင်နေကြပါတယ်။ခင်ဝါကဒီနှစ်တော့အတွင်းမှာတော့ဇလန်တွဲတွေအသစ်ထွက်မလာသေးပါဘူး။ခင်ဝါရဲ့နောက်ထပ်ထွက်ရှိမဲ့ဇာတ်ကားတွေကိုအားပေးမဲ့အင်ဒိုနီးရှားပြည်သက်တွေကလည်းရှိနေပြီဖြစ်ပြီးမြန်မာမင်းသမီးတွေထဲမှာတော့ထူးထူးခြားခြားအောင်မြင်နေတဲ့မင်းသမီးတယောက်ဖြစ်လာပါတယ်။နိုင်ငံခြားအထိထိုးပေါက်အောင်မြင်နေတဲ့တရုတ်ဆောင်တွေထဲမှာပိုင်တကွန်ကတော့ထိတ်ဆုံးကနေရပ်တည်နေပါတယ်ရှင်။ပိုင်တကွန်ကထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံမှာဇာတ်ကားတွေတောင်းရောက်ရိုက်ကူးနေရပြီးအနုပညာကြီးကတော့မြန်မာနိုင်ငံမှာရတဲ့ငွေကြေးထက်အဆပေါင်းများစွာရရှိပါတယ်။ပိုင်တကွန်ကသူအောင်မြင်တယ်လို့တခြားအနုပညာရှင်တွေကိုလည်းနိုင်ငံတကာအထိအောင်မြင်စေခြင်းနဲ့အစမ်းရှိပြီးတော့လက်တွဲခေါ်ပေးနေပါတယ်။ခင်ဝါလည်းအင်ဒိုနီးရှားကပြည်သက်တွေသဘောကျနေပြီဖြစ်လို့နိုင်ငံခြားအထိတောရောက်ရိုက်ကူးနိုင်ဖို့ကိုလည်းမျှော်လင့်ထားကြပါတယ်။ကန်ချမ်းလာတာကိုမမြင်ရတာကြောင့်ခင်ဝါတရုတ်ဆောင်ထားတဲ့ဇာတ်ကားကနှစ်အတော်ကြာမှအင်ဒိုနီးရှားနိုင်ငံမှာလူကြိုက်များနေပါတယ်။ခင်ဝါရဲ့တရုတ်ဆောင်ကောင်းမွန်ကြောင့်မြန်မာဇာတ်ကားတွေလည်းအစင်တန်မနှိမ်ကြောင်းသိရှိသွားကြတဲ့အပြင်မြန်မာဇာတ်လမ်းတွဲကိုအင်္ဂလိပ်စာတန်းထိုးပြီးတော့ကြည့်ရှုကျင်နေကြပါပြီရှင်။အင်ဒိုနီးရှားပြည်သက်တွေရဲ့အားပေးမှုတွေကိုပါရရှိနေတဲ့ခင်ဝါကိုပြည်သက်ကြီးရောသဘောကျရဲ့လားဆိုတော့ကွန်မန့်မှာပြောတော့ပါဦး။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။